ဒီနေ့ကတော့ကျွန်တော်ညီကိုတွေအားလုံးအတွက်အပြင်ကိုသွားတဲ့ outfit ကနေဂရင်မော်သွားတဲ့ outfit အထိအစုံရနိုင်တဲ့ AK Brotherhood Menswear and Accessory ဆိုင်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာဘယ်လို outfit အလန်းစားတွေရှိတယ်ဆိုတာကျွန်တော်ရဲ့ဒူထဲကိုလိုက်ကြည့်ပြကြပါဦးခင်ဗျာဆိုင်လိုက်စာလေးကတော့နေပြည်တော်ပြင်မနာရောက်စင်းအတွက်လက်ပံခလာကောင်းတက်ကောင်းစားတော့ဆိုင်လမ်းကြားတိုင်းမှာဖြစ်ပါတယ်ခင်ဗျာဒီဆိုင်ကဖွင့်ထားတာတိတ်မကြသေးဘူးပေါ့နော်ပြင်မနာမျိုးရဲ့ budget အဖြစ်စုံဆိုင်ဖြစ်တဲ့ AK91 restaurant ကပဲဖွင့်ထားတာမလို့ဈေးနှုန်းနဲ့ပတ်သက်ရင်လည်းစိတ်ချရတဲ့ဆိုင်လေးတစ်ဆိုင်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဘက်ဝင်ချင်းမှာတော့ sneaker တွေအစုံတွေ့ရမှာပေါ့နော် sneaker အလန်းလေးတွေ share လေးတွေကိုမှကြိုက်နေတတ်တယ်ဆိုတဲ့ brother တို့အတွက်ဒီဆိုင်မှာက first copy brand မျိုးစုံစိုက်မျိုးစုံအယောင်မျိုးစုံရှိပါတယ်တသိန်းခွဲပတ်ရှာလဲနဲ့ဒီလိုမျိုးပေါ့ပါတက်ရလှပပြီး design set နဲ့ sneaker brand မျိုးစုံတွေကမှရွေးချယ်ဝယ်နေတာမလို့ဈေးတဲ့အရာဆိုလို့ရှင်လဲတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲဒီမှာဆိုလို့ရှင်တော့ကျွန်တော်ယောက်ျားလေးသုံး roll on တွေပါတယ်ရှိမယ်အပေါ်လိမ့်နဲ့ gel တို့အောက်လိမ့်နဲ့ gel တို့ပေါ့နော်အစုံရှိတယ်ဒီမှာဆိုလို့ရှင်လည်းဒါဂရင်မော်မှာသုံးတဲ့plastic 8တွေပါလည်းရမယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှင်လည်းအတွင်းငံကဒီမှာ brand အစုံရှိမယ် underwear အပိုင်းမှာဆိုလို့ရှိရင်တော့ဒီဆိုင်မှာကတရုတ်နဲ့ထိုင်း brand authentic ရဲ့ high quality copy brand ရဲ့ဆိုပြီးတော့အစုံရရှိနိုင်ပါတယ်အဲ့တော့ underwear နဲ့ပတ်သက်ပြီးတော့တကယ့်ကို high quality ကိုရှာနေတယ်ဆိုလို့ရှိရင်တော့ဒီ AK Brotherhood မှာရရှိနိုင်ပါတယ်ခင်ဗျာနောက်ပြီးတော့သူကဒီနိုင်ငံခြား brand ဖြစ်ပေမဲ့လည်းဒီ local brand တွေထက်ဈေးသက်သာတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါလေးကလည်းတော်တော်လေးကိုအဆင်ပြေပါတယ်ဒီဂရင်မော်မှာ style ကြလှပနေဖို့အတွက်ကလည်းဒီလိုအောက်ခံပေါင်းပြီးကောင်းလေးထည့်ရဆိုရဲလိုတယ်ပေါ့နော်နောက်ပြီးတော့ဒီဆိုင်မှာကအခုခေတ်လူငယ်တွေအကြိုက် chrome hat တစ်စိမ့်ဆွဲကြိုးတို့လက်စွပ်တို့နဂတ်တို့ပေါ့နော် size အစုံပုံစံမျိုးစုံလည်းရရှိနိုင်ပါသေးတယ် brand အစစ်မဟုတ်လို့ outfit မကောင်းဘူးလို့တော့မဆိုလိုနိုင်ဘူးပေါ့နော်တကယ်အရေးကြီးတာက brother တို့ဘလို့ရေးရှယ်ဝတ်စားစေမယ်ဆိုတာပါပဲအရေးကြီးပါတယ် high quality copy brand တခုလည်း color match ဖြစ်မယ် confidence ရှိမယ်ဆိုလို့ရှိရင် brother ရဲ့ outfit ကအလိုလိုလည်းပဲ app ဖြစ်သွားမှာပေါ့နော်လူတော်တော်များများကတော့ brand logo ကိုကြည့်ကြပေမဲ့ style တီးတဲ့သူတွေကတော့ outfit balance ကိုပဲကြည့်ကြတယ်ပေါ့နော် authentic မဖြစ်ပေမဲ့မဟုတ်ပေမဲ့လည်းကိုယ့်ရဲ့ရွေးချယ်မှုကမှန်ကန်သွားခဲ့ရင်တော့ style ဆိုတာက brand မဟုတ်ပဲ brother ကိုယ်တိုင်က brand ပါပဲကဲအဲ့တော့တကြံကလည်းနီးပြီး brother တို့အနေနဲ့ဈေးနှုန်းသင့်နေပြီး quality ကောင်းလေးကိုမှကြိုက်နေတတ်တယ်ဆိုရင်တော့ဒီ AK Brotherhood Menswear Accessory ဆိုင်ကိုအပြေးသာလာခဲ့လိုက်တော့နော်မိန်းကလေးတွေအနေနဲ့လည်းကိုယ့်ရဲ့ရှစ်သူကောင်းလေးတွေကိုလက်ဆောင်ဝယ်ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်နေပြီးတော့တွင်အိမ်နဲ့ရောက်မှာယူပို့ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ NMD Delivery တွင်ဆက်သွယ်လိုက်ပါခင်ဗျာ